ခေဒီဟာလေးကတော့နေ့တစ်နေ့ရဲ့ပျော်ရွှင်ဆုံးချိန်လေးပေါ့နော်ရုံစင်းချိန်ပဲဖြစ်ပါတယ်ဒါကတော့ရုံစင်းချိန်မြင်ခွင့်အခုကတော့မိုးရီရွာနေလို့စပင်လေးပြင်းပြင်းနေရပါဘူးဒါကတော့ရုံကဖြစ်သွားတဲ့မြေရင်းဖြစ်သွားတဲ့ပေတင်လေးဖြစ်ပါတယ်ခုကတော့ဒါပန်းချံလေးပေါ့နော်တူးမြောက်ပေါ်ပန်းချံဆိုပြီးအခုဘန်ကောက်ကနာမည်ကြီးနေတိစားလေးပါပဲနာမည်ကြီးနေတဲ့ဟာလေးပေါ့ဒါတော့ရုံသားလေးတစ်ဝိုက်ပါပဲအခုအိမ်ပြန်ဖို့အတွက်ဒီပန်းချံဖြတ်ပြီးတော့အခုအိမ်ရောက်ပတ်ပြီးအိမ်ရောက်တော့ကဲအင်ဂျီလေးပါလေးလဲမယ်တပိတော့သမီးစားဖို့အတွက်ပြင်မယ်တချို့ရင်တွေကတော့မထားတာဖြစ်တဲ့ချို့ဟာလေးကတော့တုပ်လေးပဲကောက်ကြောပြီးတော့သမီးစားဖို့အတွက်ပြင်နေပါတယ်ညနေစာအတွက်တင်းလေးနဲ့ပပပြင်ဟင်းလေးဟိုထဲဒီထဲနဲ့တချို့ဒီအတီးစုံလို့မကြီးရွယ်တော့ကတော့လိုင်းပေါ်မှာတာဖြစ်ပါတယ်ကိုကတော့ကျုပ်လေးပဲကြောပြီးတော့အိမ်မရှိတဲ့ပဲငပီပဲပုတ်လေးနဲ့ပဲဒီပဲငပီနဲ့လောက်ကမ်းမလေးနဲ့ပဲထည့်ပြီးတော့အခုညနေစာစားဖို့အတွက်ပြင်ဆင်နေပါတယ်ရှင်